အားလုံးပဲအခု Christmas လည်းနီးလာပြီဆိုတော့ Christmas လက်ဆောင်လေးတွေကြပြီလားတာစီကိုတော့အဲ့လေဒီမှာကြည့်ဟီယိုအရာနေပို့လိုက်တဲ့ Christmas လက်ဆောင်လေးရောက်လာပါပြီရှင်ကိုရကော်တွန်ဘက်လေးတွေကဒါအမြဲသုံးနေကြပါတော့အခုကကော်တွန်ဘက်ကလည်းကုန်နေပြီဆိုတော့ Q ရလက်ဆောင်လေးပို့လိုက်တော့တော့ကွက်တီပဲဟေးဖောက်ကြည့်ပါမယ်ရှင်ဖောက်ရမှာနှမျောပဲမယ်လေဖောက်ရတော့မယ်ရှင်ကျူရခရစ်စမတ်လက်ဆောင်လေးပေါ့အများကြီးအစုံထည့်ပေးလိုက်တယ် accessory လေးဆိုလည်းချစ်စရာလေးထည့်cotton bag fish tower ဆိုရင်2000တောင်ထည့်ပေးလိုက်တယ်ပြီးတော့ cotton round လေးကလည်း2မျိုးပါတယ် headband လေးကတစ်ခု cotton bag လေးလည်းပါပါတယ်ရှင်အိတ်ဆောင်ပေါ့နော် fish tower ထုတ်ကလေးလည်းပါတယ်ပုံမှန်ဆိုရင်လည်းဒါက Kiwi product လေးတွေကိုသုံးဖြစ်တယ်မျက်နှာတက်တဲ့ခါကြလို့ရှိရင်လည်းအရင်တော့က tissue သုံးတယ်ပေါ့နော် tissue အစားအခုဆိုလို့ရှိရင် Kiwi ရဲ့ fish tower လေးကိုသုံးတယ်သူက fish tower တစ်ရွက်ထင်းနဲ့မျက်နှာတစ်ပြင်လုံးကိုတေးချာလေးတန့်စင်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါတို့အရန်စင်ပြေတယ် tissue ဆိုလို့ရှိရင်3-4ရွက်လောက်သုံးမှမျက်နှာပြောင်းသွားလို့ခံစားရတယ်ပေါ့နော်ပြီးရဲ့ခါကျတော့သုံးပြီးရင်လည်းအသား6တလို့မျိုးခံစားရတာဆိုတော့ Kiwi ရကြတော့တစ်ရွက်ထင်းနဲ့လည်းအဆင်ပြေတယ်တုံးပြီးသွားရင်လည်းနူးနူးညံ့ညံ့လေးချန်ခဲ့လို့ခံစားရပါတယ်ပြီးတော့ Kiwi ရဲ့ cotton round လေးရဆိုလို့ရှိရင်လည်း360ပတ်ပတ်လေးကိုအနာသားလေးကိုဖိပြီးထားဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါတို့မစ္စလာဝတာသုံးတဲ့အခါတူနာသုံးတဲ့အခါကျတော့အမုံထွက်တာဖွာတာပြဲရမျိုးလုံးဝမဖြစ်ပဲနဲ့သုံးရတာအရန်အဆင်ပြေရယ်ပြီးတော့ Kiwi ရဲ့ cotton ပတ်မှာဆိုလို့ရှိရင်လည်းသူက gray side နဲ့ smooth side ဆိုပြီးတော့နှစ်ဖက်ပါတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါတို့ကိုအဆင်ပြေတယ်လို့မျိုးနှစ်ဖက်ကိုခွဲပြီးတော့သုံးလို့ရတယ်တော့ Q ရဲ့ product တွေအကုန်လုံးနဲ့ favorite တစ်ခုရွေးပေးဆိုလို့ရှိရင်တော့ fish tower လေးကတော့ကျမရဲ့ favorite ပါပဲရှင်ဒါလက်ဆောင်ရတယ်လို့မျိုးဒါရဲ့ကြည့်နေရဲ့အသေးလေးအတွက် Christmas လက်ဆောင်လေးပြန်ပေးချင်ပါရဲ့အဲ့တော့ Christmas လက်ဆောင်လေးရဖို့နည်းနည်းလေးတော့ခိုင်းတာလေးနည်းနည်းလေးတော့လုပ်ပေးရမယ်နော်အဲ့ဒါပါလဲဆိုတော့အခု Q ရဲ့ page ကို like and follow လေးတော့လုပ်လိုက်ပါပြီးရင်ဒါရဲ့အခု video လေးကိုလည်းတဲလေးပြီးရခါကျတော့ share ပေးပါရှင်ပြီးလို့ရှိရင်အခု comment လေးမှာပေါ့နော်Kiwi ရဲ့ဘယ် product လေးကိုအကြိုက်ဆုံးလဲပြီးတော့ Kiwi အတွက် New Year wish လေးလည်းရေးခဲ့ပေးပါရှင်ဒါကပြန်ရွေးချယ်ပြီးတော့ Christmas လက်ဆောင်လေးပေးပါမယ်ရှင်အဲ့တော့လက်ဆောင်လေးလိုချင်တယ်ဆိုရင်တော့တာခိုင်းတဲ့အတိုင်းလေးလုပ်ပေးပါနော်အကုန်လုံးပဲChristmas မှာလည်းပျော်ရွှင်ကြပါစေစိတ်ချမ်းသာကြပါစေပြီးရဲ့ခါကျတော့ကိုယ့်ရဲ့အသားရည်လေးကလည်းဒီချက်ပိုကောင်းလာပြီးတော့ပိုမိုကောင်းမွန်တဲ့အသားရည်လေးကိုလည်းပိုင်ဆိုင်နိုင်ပါစေလို့ Kiwi နဲ့တူတူဆုတောင်းပေးပါရရှင် Bye bye